ဒီနေ့မင်းကမင်းရဲ့ချစ်ရတော်ကိုကိုရီမောင်လေးတွေအတွက်ကိုမင်းကလာရောက်မိတ်ဆက်ပေးခြင်းပဲဖြစ်ပါတယ်ကဲမမတို့ရတနာပစ္စည်းတစ်မျိုးလေးကိုမင်းရောင်းပေးမယ်မမတို့ဒီနေ့ရောင်းပေးမှာကတော့ရိုးရိုးရှင်းရှင်းလေးနဲ့လေအရန်ကိုမှတန့်နေတဲ့ရှက်ကလေးတွေကိုရောင်းပေးပါမင်းကိုလေကြားရှက်တွေမရှုပ်ဘူးလားမထုတ်ဘူးလားဆိုပြီးတော့မင်းနေတယ်ကိုယ့်ရဲ့ချစ်ရတော်ကိုရီမောင်လေးတွေမမတွေအတွက်ကိုမင်းကဒီနေ့ချုပ်ထုတ်ပေးလိုက်ပါမင်းချုပ်ထုတ်ပေးတာက BKK ချီသားလေးကိုပဲအသုံးပြုပြီးတော့ချုပ်ထုတ်ပေးထားပါတယ်ဒီရှက်ကလေးတွေဆိုလို့ရှိရင်မမတို့ဒီမှာဘောင်းမင်းတွေပဲဝတ်မလားဒါမှမဟုတ်ဘူးဆိုလို့ရှိရင်လည်းပစိုးနဲ့ပဲဝတ်မလားရန်ကုန်မှာလိုက်ဖက်တဲ့ရှက်ကလေးတွေပါရှင်ပြီးတော့မင်းတို့စိုက်ကလေးတွေဆိုလို့ရှိရင်လည်းမီဒီယံကနေပြီးတော့အိမ်ဆယ်ထိကိုမင်းတို့ချုပ်ထုတ်ပေးထားပါတယ်ပေါင်ချိန်100ကနေပြီးတော့ပေါင်ချိန်100နဲ့မှ80နီးပါးထိကိုဝင်လို့ရပါတယ်ရှင်ကဲဈေးနှုန်းလေးနော်ဈေးနှုန်းလေးမပြောခင်မှာသူကလေမမတို့ရေလုံးဝကတ်တင်အမျိုးအစားဆိုလို့ရှိရင်လည်းလုံးဝကိုမှလည်းမင်းတို့ထက်ခါတလဲလဲစမ်းစစ်ပြီးမှထုတ်ပေးထားတဲ့ကတ်တင်အမျိုးအစားမိမိုက်ပြီးတော့ထုတ်ပေးထားတဲ့ကတ်တင်အမျိုးအစားပါရှင်ပြီးတော့ဒီချက်ကလေးတွေရဲ့ site ပြီးတော့ဒီချက်ကလေးတွေရဲ့ဈေးနှုန်းကိုမပြောခင်မှာเนาะသူ့ရဲ့ကတ်တင်လေးဆိုလို့ရှိရင်လည်းမမတို့ရေလူကြိုက်ကိုမှအများဆုံးသောကတ်တင်အမျိုးအစားအချိုးချပြီးတော့ထုတ်လုပ်ပေးထားပါတယ်ရှင်ကဲဈေးနှုန်းလေးကတော့ပြားတက်ကတဲ့ချိုးတဲ့ဈေးလေးတစ်ထေကုန်မှ12000ကျပ်သေးနဲ့မင်းကို3ဆောင်ကနေစပြီးတော့ယူယုံနဲ့မင်းလက်ကားစီးတဲ့ရောင်းချပေးသွားမှာပဲဖြစ်ပါတယ်ရှင်ပြန်ရောင်းမဲ့အမတွေအတွက်ကိုရာဈေးတည်တံ့ရှိပါတယ်ရှင်ကဲမမတို့ရေเนาะအရန်ကိုရိုးရှင်းတဲ့ကာလာလေးတွေနဲ့လည်းချုပ်ထုတ်ပေးထားပါလေကာလာလေးတွေဆိုရင်နှုတ်ဖက်ပြီးတော့အရန်လာပါတယ်ရှင်ကဲမတို့ကဆက်သွယ်မယူတင်နေဆိုရင်တော့မင်းရဲ့ Viber နံပါတ်လေးဖြစ်တဲ့099446488386ဆက်သွယ်မယူအားပေးနိုင်ပါတယ်ရန်ကုန်မြို့တွင်းအိမ်ရောက်ငွေချေရပါတယ်ကြံညွမြန်မာမြို့ကိုငွေချိုလက်စနစ်ပြည့်ဝယ်ယူအားပေးလို့ရပါတယ်ရှင်ကာလာမရွေးအယောင်မရွေးသုံးတဲ့တစည်းယူုံနဲ့တက်ထဲကို12000ကျပ်နဲ့မြင်ရောင်းချပေးသွားပါပဲဖြစ်ပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်